ပြည်သူအစိတ်ခံရတာတော့ရှင်သာစရာကောင်းတာမရှိဘူးပေါ့နော်လူဖြစ်ရှုံးတာလည်းမရှိဘူးလို့ထင်ပါတယ်အဲ့တော့အဲ့အားလုံးကိုလည်းရှင်းဖို့လိုပါသူစိတ်ထဲမှာအမြဲတမ်းရှိတယ်သူတို့ကပြည်သူတွေကိုယ့်ရဲ့မိသားစုတွေရဲ့အချစ်ကိုခံစားရတာစီဦးထောဘက်ဘဝလေးမှာဒီအချစ်တွေနဲ့မေတ္တာတွေနဲ့နေရတာအဲ့ဒီအတွက်အားလုံးထပ်ဖို့တာဝန်ရှိပါတယ်အဲ့ဒီအတွက်အဲ့ဒီအရာတွေကိုသူစားအသက်ရှိတဲ့အချိန်ထိသူစားသစ္စာကိုမပြတ်ဘဲနဲ့ဒီမိသားစုတွေအတွက်ရှိသွားမယ်တခါတလေကြာရင်သူစားမေ့တာတဲ့ chapter တွေရှိတယ်ဒါပေမဲ့အဲ့ chapter တွေကိုအရင်ကပြန်မသွားခြင်းဘူးသွားရတယ်လို့နာခြင်းတယ်ဒါပေမဲ့ why ဘာလို့ပြန်မသွားနိုင်ရမှာလဲအမှန်မှန်မှာရက်ခဲ့တဲ့ Trisha အပါအဝင် CDM လုပ်ခဲ့ကြတဲ့အမှုပညာရှင်တယောက်စီတာဘာလို့ကိုယ်အမှုပညာရည်နဲ့ကိုမိသားစုတွေအတွက်ဆက်ပြီးမတောက်ပရပါလဲ right အဲ့တော့ဖြောင်းလေးပါစုံမယ် okay